ခြားအလားမယ်လို့လူပုံအလယ်မှာငိုပြီးအတန်းရှင်းမရှာပဲအလုံးနဲ့ပရိသတ်တွေကိုတတ်သိပြသွားတဲ့နေနေလေးအိမ်ပရိသတ်များအလုံးမမင်္ဂလာပါရှင်ဆက်လီထော်ကီကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာအလားမယ်လောကမှာအကောင်းဆုံးအဆင့်နဲ့အမြင့်ဆုံးနေရာကိုယူပေးနိုင်ခဲ့တဲ့အလားမယ်နေနေလေးအိမ်ကတော့မကြခင်မှာသူမပါဝင်မဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုပရိသတ်သိအောင်အသိပေးလာခဲ့ပြီးဖြစ်ပါတယ်နေနေလေးရင်ကအလားမယ်လောကတွေမှာအချိန်ကောင်းပြီးတော့တဘာဝအလားနဲ့အကောင်းဆုံးနေရာကိုရရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ပေမဲ့သူမရဲ့ဆုံးဖြတ်ချက်အမှားကြောင့်ဂျူနီယာတွေလောက်ရှေ့မရောက်ပြီးနောက်ကောက်ကျန်ခဲ့ရတာဖြစ်တယ်လို့ပြောကြတာပါထူးအလွင်ရဲ့မိသားစုဆိုတဲ့ခေါင်းစဉ်အောင်မှာလှုပ်အားတွေကိုခေါင်းပုံဖြတ်မခံနိုင်ပဲအများလို့စားကြုံမချုပ်ပြီးစောစည်းစွာထွက်လာခဲ့တဲ့သူမကလူတွေရဲ့အထင်မြင်လွဲမှားမှုတွေကိုပြင်းထန်စွာရရှိခဲ့တာဖြစ်ပါတယ်တနိုင်ငံလုံးကသူမကိုကျေးဇူးကမ်းတဲ့သူအဖြစ်မြင်နေကြပေမဲ့လည်းသူမကတော့သူမရဲ့လုပ်ရက်အတွက်အမှန်ကန်ကြောင်းအလုံးနဲ့သာသက်သေပြတော့တာပဲဖြစ်ပါတယ်အခုခါမှာတော့နေနေလေးရင်ဟာအခုချိန်မှာမြန်မာနိုင်ငံရဲ့လက်ရှိအောင်မြင်နေတဲ့ဒါရိုက်တာတွေထဲမှာအကောင်းဆုံးနဲ့ဆရာအကြဆုံးလို့ဆိုနိုင်တဲ့ဒါရိုက်တာဝိုင်းရဲ့လက်ရအသစ်ဖြစ်လာမဲ့ဘိုးဖလန်မျိုးမို့ဆိုတဲ့ဇာတ်ကားထဲမှာထိတ်တဲမင်းသားမင်းသမီးတွေဖြစ်ကြတဲ့မင်းသားနေတိုးနဲ့မင်းသမီးမိုးဟေကိုရိုနဲ့အတူအရေးပါတဲ့ဇက်ကောင်နေရာကနေပါဝင်ပြီးတော့ရိုက်ကူးရတော့မှာပဲဖြစ်ပါတယ်ဆရာထူးနဲ့ပြဿနာတွေဖြစ်ပြီးနောက်ပိုင်းမှာသူမအနေနဲ့အလှမယ်ပရိသတ်တွေတော်တော်များများဝေဖန်မှုအထင်လွဲမှုတွေကိုရရှိခဲ့ပြီးရဲ့နောက်ပိုင်းအနုပညာလောကကနေအချိန်တစ်ခုထိခေတ္တပြောက်ကွယ်သွားခဲ့ပါသေးတယ်။တသစ္စမော်ဒယ်တွေလောက်တောင်အနုပညာလှူရှားမှုတွေမှာပါဝင်ခွင့်မရဘဲဘေးထွက်နေတယ်လို့အားလုံးကထင်ခဲ့ကြတာပါ။ဒါပေမဲ့အမှန်တကယ်မှာတော့နောက်ွယ်မှာစူးစမ်းနေကြတာပဲဖြစ်ပါတယ်။အလုပ်တစ်ခုကိုအခြားသူတွေလိုနာမည်ရယုံနဲ့အချိန်ယူပြီးတော့ပြစ်စလက်ခံမလုပ်ပဲအလှမယ်ကနေတရုပ်ဆောင်ဖြစ်ဖို့လိုအပ်တဲ့ပညာတွေကိုစီးပူးပြီးတော့တေချာလေးကိုလေ့ကျင့်နေကြတာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာတော့သူမရဲ့ပထမဦးဆုံးပွဲဥထွက်ရုပ်ရှင်ဇာတ်ကားကြီးဟာထိတ်တန်းမင်းသားမင်းသမီးအနုပညာရှင်တွေနဲ့အတူရိုက်ကူးခွင့်ရတဲ့ရုံတင်ဇာတ်ကားကြီးဖြစ်နေကြတာပါ။နေနေလေးမှာသူမကိုတိုက်ခိုက်မှုတွေလုပ်နေခဲ့တဲ့အချိန်မှာလေတခြားသူတွေလိုမျိုးပြန်လဲတုံ့ပြန်ခြင်းလည်းမလုပ်ခဲ့ပါဘူး။သူမရဲ့အလုပ်ဆရာရှိတဲ့အလုပ်တွေကိုပုံမှန်အတိုင်းလုပ်ကိုင်ရင်းနဲ့နေခဲ့တာပါ။နေနေလေးကထူးအလွင်နဲ့စာချုပ်မချုပ်တော့တဲ့နောက်ပိုင်းကစပြီးတော့ professional ဆန်ဆန်အလုပ်လုပ်ကိုင်ခဲ့ပါတယ်။နိုင်ငံကျော်မင်းသားမင်းသမီးတွေဖြစ်တဲ့ပြင်အခုလိုမျိုးနိုင်ငံရဲ့အကောင်းဆုံးဒါရိုက်တာရိုက်ကူးတဲ့ဇာတ်ကားမှာပါဝင်ခွင့်ရတယ်ဆိုတာပုံမှန်တရုပ်ဆောင်တွေတောင်မပြုလုပ်နိုင်တဲ့အရာပါတသစ္စဒါရိုက်တာတွေများစွာနဲ့ရိုက်ကူးနေရတဲ့ထိတ်တန်းမင်းသမီးတွေတောင်ရှိနေတဲ့အချိန်မှာနေနေလေးရင်ကတော့ဒါရိုက်တာဝိုင်းနဲ့အတူရိုက်ကူးခွင့်ရတာဖြစ်တဲ့အတွက်ပရိသတ်တွေအားလုံးကိုယူမဆုံးဖြစ်နေပါတယ်။သဲဆုငိန်လိုဇက်ကားတွေများစွာရိုက်ကူးပြီးပွဲဦးမထွက်နိုင်ခဲ့ပေမဲ့သူမရဲ့ကိုယ်ပိုင်စ조사အားထုတ်မှုနဲ့အခုလိုဇာတ်ကားကြီးမှာပါဝင်နိုင်ခဲ့ရကြောင်းဂုဏ်ယူနေခဲ့တာပဲဖြစ်ပါတယ်။သူမကိုယ်တိုင်လည်းအကောင်းဆုံးစ조사ထားပြီးတော့တရုပ်ဆောင်ခေါင်းတစ်ယောက်ဖြစ်ဖို့အစွမ်းကုန်စိတ်နှစ်ထားတယ်လို့အင်တာဗျူးတွေမှာဆိုနေခဲ့တာပဲဖြစ်ပါတယ်။လူအများရဲ့အဝေဖန်မှုတွေကိုအပြင်းထန်ခံခဲ့ရတာတောင်အခုချိန်မှာထိတ်တန့်အမှုပညာရှင်တွေနဲ့အတူအလုပ်တွဲလုပ်ပြီးတော့အလုံးနဲ့သက်သေပြနိုင်ခဲ့တဲ့အလှမိုင်နေနေလေးအိမ်နဲ့ပတ်သက်ပြီးပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝေမျှခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။